22ချိန်မြောက် Critics World Cup Final ပွဲစဉ်အရင်ဗီဒီယိုမှာတော့မေမေက Critics အကြောင်းရဲ့ Critics World Cup ပွဲတွေကိုဘယ်သူတွေကဥဆောင်ကျင်းပတယ်ဆိုတာကိုအသေးစိတ်ပြောပြခဲ့ပြီးဆိုတော့ဒီဗီဒီယိုမှာတော့1994ပွဲစဉ်အကြောင်းကိုအသေးစိတ်ဆက်နားထောင်လိုက်ကြရအောင်နော်ဒီပွဲက Bulgaria နဲ့ Ireland အသင်းနှစ်သင်း Final ဖလားလုပ်တဲ့ပွဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီ World Cup ကို Best Stadium မှာကျင်းပခဲ့တာ1994 Critics World Cup ကိုအင်္ဂလန်နိုင်ငံက Dartmoor တော်ရိုင်းကုန်းပြင်မြစ်မှာကျင်းပခဲ့တာဖြစ်ပါတယ်ပွဲလာကြည့်သူတသိန်းနီးပါးဆန့်ပြီးတော့ကွင်းရဲ့ဘေးပတ်လည်းပါလဲမဝင်ကြီးဌာနကလူတွေတိကျထိုင်လို့ရတဲ့ရွှေရောင်နဲ့ခရမ်းရောင်အမိုးပါတဲ့ VIP အထူးတွဲနေလည်းရှိပါတယ်ဒီကွင်းကိုတော့ Margery လုံးဝမမြင်နိုင်အောင်လို့ကွင်းကြီးတစ်ခုလုံးကို Margery Belly Champs လို့ခေါ်တဲ့မော်တက်တွေနဲ့တစ်နှစ်ပတ်လုံးတေချာပြင်ဆင်ပြီးဖုံးကွယ်ထားခဲ့ရတာဖြစ်ပါတယ်ကဲဒါဆိုရင် Critics World Cup ဆိုတော့ဖွင့်ပွဲ Opening Ceremonies ကတော့ဘယ်လိုလဲစာအုပ်ထက်ကဖွင့်ပွဲကတော့အရန်ကိုခန်းထားပြီးတော့ရောင်စုံဖျော်ဖြေပွဲကြီးဖြစ်ပါတယ် Bulgaria အသင်းရဲ့ဖွင့်ပွဲမှာတော့ကွင်းထဲကို Bulgaria mascot ဖြစ်တဲ့အသားရည်လေးတွေကလာမင်းလို့ဝတ်ပါနေတဲ့ Vila နတ်သမီးအယောက်100ကကွင်းထဲကိုဝင်လာပြီးတော့တချင်းဆိုကားပြဖျော်ဖြေကြတာဖြစ်ပါတယ်သူတို့ရဲ့အကားကြောင့်ပဲချို့ယောက်ျားလေးတွေဆိုရင်အသိစိတ်လုပ်ပြီးတော့ကွင်းထဲကိုခုံစင်းဖို့အထိယူသွတ်ခဲ့ကြပါသေးတယ်ကဲ Ireland အသင်းရဲ့ဖွင့်ပွဲမှာတော့ကွင်းရဲ့ကောင်းကင်ရံကနေပြီးတော့အစိမ်းရောင်နဲ့ရွှေရောင်ရှိတဲ့ Leprechaun လို့ခေါ်တဲ့မော်လူပုလေးတွေကကွင်းထဲကိုပြန်ဝဲဝင်ရောက်လာပြီးတော့ကောင်းကင်မှာကန်ကောင်းချင်းသင်္ကေတဖြစ်တဲ့ Clover ရဲ့ပုံစံမီရှူမီပန်းတွေကိုဖောက်ပြကြပါတယ်ပြီးရင်ကွင်းထဲကပရိသတ်တွေပေါ်ကိုရွှေသင်္ကန်းမိုးတွေရွာချပေးခဲ့ပါတယ်အဲ့ဒီရွှေတွေကနိုင်ပိုင်းနေရင်ပြတ်သွားမယ်တည်ငါရွှေတွေပဲဖြစ်ပါတယ် Ron Weasley တယောက်ကတော့ဒါကိုမသိဘဲနဲ့ကောက်ခဲ့ပြီးတော့ Harry ကအမှတ်တရပစ္စည်းတွေရောင်းတဲ့နေရာမှာသူလိုချင်တဲ့ Omni Oculus လို့ခေါ်တဲ့မော်မှန်ပြောင်းလေးဝယ်ပေးခဲ့တာကြောင့်မှန်ပြောင်းဖို့ဆိုပြီးတော့ပြန်ပေးခဲ့တာဖြစ်ပါတယ်ဒါကိုနောက်ပိုင်း Carrot Magical Creature လို့ခေါ်တဲ့မော်တရဝါဆောက်ရှောက်ရေးအတန်းမှာကြာမှာ Hagrid ကနေပြီးတော့ဒီ Leprechaun ရွှေတွေကတက်ခွေသွားတတ်တယ်ဆိုတဲ့အကြောင်းကိုသင်ပေးခဲ့လို့သူသိခဲ့ရတာဖြစ်ပါတယ်ဒါဆိုရင်1994 Critics ကမ္ဘာဖလားမှာဘယ်အသင်းကနိုင်သွားခဲ့တာလဲဘိုလ်လူပွဲမှာတော့ Ireland အသင်းနဲ့ Bulgaria အသင်းတို့အကျိတ်အနယ်ရှင်ပြိုင်ခဲ့ကြပါတယ် Ireland အသင်းရဲ့ Chaser တွေကကစားပွဲအရန်ကောင်းပြီးတော့ Quaffel ဘောလုံးတွေဒရဆက်သွင်းပြီးတော့အမှတ်တွေအပြတ်အသက်ဖြတ်ထားခဲ့ပါတယ်ပွဲကဘယ်လောက်ထိကျန်းလဲဆိုရင် Bulgaria အသင်းသားတွေကတောင်နဲ့တွတ်ပြီးတော့ foul ball တွေတမင်တကာလုပ်ခဲ့တယ်လို့မျိုး Bulgaria ရဲ့နာမည်ကြီးစီကာဖြစ်တဲ့ Peter Crouch ကလည်းတိုက်ခိုက်ရေး pleasure ball ကြီးကမျက်နှာကိုဓာတ်ရိုက်ထိမှန်ခံခဲ့ရပြီးတော့နှာခေါင်းရိုးကျိုးသွေးတွေကလည်းတရွှဲရွှဲနဲ့အဆက်ကစားခဲ့ရတာပဲဖြစ်ပါတယ်ဒါတင်မကသေးပါဘူး Bulgaria အသင်းရဲ့ mascot ဖြစ်တဲ့ Vila နတ်သမီးတွေရဲ့အကားကြောင့်ကွန်းလေတိုင်းကိုယ်တိုင်စိတ်လွတ်သွားခဲ့ပြီးတော့နောက်ဆုံးမှာ Ireland ရဲ့ mascot ဖြစ်တဲ့အစိမ်းရောင်မော်လူပုလေးတွေနဲ့ Bulgaria ရဲ့ mascot ဖြစ်တဲ့ Vila နတ်သမီးတွေကကွင်းရဲ့ဘေးမှာအကြီးအကျယ်ရိုက်ပွဲဖြစ်တဲ့အထိရန်ဖြစ်ခဲ့ကြပါတယ်ဒီပွဲရဲ့ဘယ်သူမှထင်မှတ်မထားတဲ့လှည့်ပြောင်းတစ်ခုကတော့နောက်ဆုံးမှာအတော်ဆုံး seeker ဖြစ်တဲ့ Peter Crouch ကဒီရွှေရောင် snitch ဘောလုံးလေးကိုဖမ်းမိခဲ့ပေမဲ့လည်းသူ့ရဲ့ Bulgaria အသင်းကရှုံးနိမ့်သွားခဲ့တာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ snitch ကိုဖမ်းမိတဲ့အချိန်မှာ Ireland အသင်းကအမှတ်190မှတ်ရထားပြီးတော့ Bulgaria က10မှတ်ပဲရထားလို့ဖြစ်ပါတယ် snitch ကိုဖမ်းမိလို့ရတဲ့150မှတ်ထပ်ပေါင်းတာတော့မှပဲ Bulgaria ကအမှတ်160ပဲရတာမလို့ Ireland အသင်းက190 Bulgaria က160နဲ့ကပ်ပြီးတော့ Ireland အသင်းကဖလားရသွားခဲ့တာပဲဖြစ်ပါတယ် Peter Crouch ကသူ့အသင်းရဲ့ chaser တွေက Ireland ကိုလုံးဝလိုက်မမီတော့မှန်းသိလို့အရှုံးသက်သာအောင်ဆိုပြီးတော့အမြန်ဆုံး snitch ကိုဖမ်းပြီးတော့ပွဲသိမ်းလိုက်တာလည်းဖြစ်ပါတယ်ကဲဒါဆိုရင် Critics World Cup မှာဘယ်နိုင်ငံတွေဝင်ရောက်ရှင်ပြိုင်ကြတာလဲအားလုံးသိကြတဲ့ Ireland, Bulgaria, England, Scotland, Wales ဒီနိုင်ငံတွေအပြင်အာဖရိကမှာဆိုရင် Uganda အာရှမှာဆိုရင်ဂျပန်ကတော့စကားတင်အဆင့်မှာအမြဲခြေစွမ်းပြနိုင်တဲ့နိုင်ငံဖြစ်ပြီးတော့အာရှမှာနောက်တစ်နိုင်ငံကတော့တရုတ်ဖြစ်ပါတယ် China ကတော့နှစ်ချိန်တိုင်ကမ္ဘာဖလားဖိုင်နယ်ကိုတက်ခဲ့တဲ့အသင်းဖြစ်ပါတယ်ဥရောပမှာဆိုရင် Luxembourg, Transylvania နဲ့တောင်အာဖရိကကအင်အားကြီး Peru နိုင်ငံတွေအထိပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ကမော်လောကရဲ့ကွင်းကြီးထဲမှာကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်ရမယ်ဆိုရင်ဒီထက်ကဘယ်နိုင်ငံရဲ့အသင်းကိုအားပေးချင်ကြပါသလဲကဲဒါဆိုရင်နောက်ဗီဒီယိုမှာတော့မော်လောကသမိုင်းတစ်လျှောက်မှာဘယ်ခုနှစ်တွေမှာဘယ်အသင်းတွေက Critics World Cup ကမ္ဘာဖလားကိုရရှိခဲ့ကြတယ်ဆိုတာနဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုချက်ပြီးတော့တင်ပြပေးသွားမှာမလို့ဒီ channel လေးကို follow like and share လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်